သူမသည်လက်ကောက်တကွင်းကိုကောက်ရခဲ့ပြီးတာမန်ကာရှန်ကာပဲလက်မှာဝစ်ဆင်လိုက်မိသည်နောက်တစ်စက္ကန့်မှာပဲအေယာမဆူနာမီလိုင်းကြီးတစ်ခုရိုက်ခတ်လာပြီးသူမကိုသမုတ်တရားကြီးတဲ့ဆွဲနှက်လိုက်လေတော့သည်သူမအစွမ်းကုန်ရုန်းကန်ကူးခတ်ခဲ့ပေမဲ့တတိပြန်လည်လာချိန်မှာတော့မရင်းနှီးတဲ့ကမ်းခြေတစ်ခုပေါ်ရောက်နေခဲ့ပြီသူမအံ့အားသင့်သွားရတာကပင်လယ်သူမလေးတစ်ယောက်ဖြစ်တဲ့သူမရဲ့အမည်ဟာလူသားတွေလိုခြေထောက်တစ်စုံဖြစ်နေခြင်းပါပဲသူမလန့်ဖြန့်ပြီးရေထဲပြန်ခုန်ချလိုက်တဲ့အခါခြေထောက်တွေကအမီးပြန်ဖြစ်သွားပြန်သည်ထိုစဉ်မှာပဲလူသားမျိုးသားတဦးကမ်းခြေမှာပေါ်လာခဲ့ပြီးသူမလည်းမမြင်အောင်ရေအောက်မှာပုံခိုရင်းသူ့ကိုခိုးကြည့်နေမိတော့သည်ထိုနေ့မှာပဲထိုမျိုးသားအိမ်မှာနားနေစဉ်အိမ်ထဲကထူးဆန်းတဲ့အတန်တွေကြားလို့ထွက်ကြည့်လိုက်တဲ့အခါဧကန်တစ်ခုလုံးပယမ်းပါတာဖြစ်နေတာကိုတွေ့လိုက်ရသည်စာကျွင်းစားကြံတွေကလည်းနေရာအနှံ့ထိုစဉ်မှာပဲသူစိမ့်တယောက်ရဲ့ခြေထောက်တွေကိုတွေ့လိုက်ရလို့သူထိတ်လန့်သွားပြီးကျမ်းပြင်ပေါ်လဲကျသွားခဲ့သည်သူတက်တီမွေးပြီးဖုံးအုပ်ထားတဲ့အဝတ်စားတွေကိုဖယ်ကြည့်လိုက်တဲ့အခါမှာတော့သူမရဲ့မျက်နှာလေးကိုမြင်လိုက်ရသည်သူမကတော့သူ့အဝတ်စားတွေကိုဝတ်ထားပြီးသူ့ကိုပြန်ကြည့်နေတာပါသူကဒေါသတကြီးအော်ဟစ်လိုက်တဲ့အခါသူမလည်းလန်နိုးသွားပြီးအဝတ်စားတွေကိုပြန်လူရင်းသူမရဲ့ကန်ချက်ကြောင့်သူတစ်ဖက်ကိုလွတ်ထွက်သွားခဲ့သည်ထိုအခါမှသူဟာပထမဆုံးအကြိမ်ဖြစ်ကြောက်စိတ်ကိုစတင်ခံစားလိုက်ရသည်သူမဟာတုံတုံရင်ရင်နဲ့အခန်းထဲကပြေးထွက်ပြီးပင်လယ်ဘက်ကိုဥတီပြေးခဲ့ပေမဲ့မှန်တကားနဲ့တိုက်မိပြီးတတိလစ်သွားခဲ့သည်ထိုအခွင့်အရေးကိုအသုံးချပြီးသူကသူမကိုကြိုးတုပ်ကရဲခေါ်လိုက်ပြီးတက်သေးအဖြစ်ဓာတ်ပုံတွေရိုက်ထားလိုက်သည်ထိုစဉ်သူမရဲ့လက်သီးကိုချစ်ချစ်ပါအောင်ဆုပ်ထားတာကိုတွေ့လို့အားနဲ့ဖြန့်ကြည့်လိုက်တဲ့အခါမှာတော့ချယ်ရီသီးလေးတစ်လုံးကိုသာတွေ့ရလို့သူရဲ့မိသွားသည်မကြခင်မှာပဲရဲတွေကသူမကိုဖမ်းခေါ်သွားကြသည်သူမရဲ့အကူအညီမဲ့နေတဲ့မျက်ဝန်းလေးတွေကသူ့နှလုံးသားကိုမတိမတာနူးညံ့သွားစေခဲ့သည်ဓာတ်ပုံတွေကိုပြန်စစ်ကြည့်တဲ့အခါမှာသူမလက်ကလက်ကောက်ကိုသူသတိပြုမိသွားသည်စုံစမ်းကြည့်လိုက်တဲ့အခါထိုလက်ကောက်ဟာဒေါ်လာ1 ဘီလီယံတန်ကြေးရှိနေတာကိုသိလိုက်ရလို့သူရဲ့စခန်းကိုအပြေးသွားပြီးဒါဟာကျွန်တော်ဇနီးပါရန်ဖြစ်လို့စိတ်ဆိုးနေတာပါလို့လိန်ညာပြောဆိုလိုက်သည်ထူးဆန်းတဲ့မိချစ်အလင်းရောင်ကြောင့်ရဲတွေဟာသူတို့နှစ်ဦးကိုတကယ်ပဲလင်မယားတွေအဖြစ်မြင်အောင်သွားပြီးသူမကိုလွှတ်ပေးလိုက်သည်သူမရဲ့ယုံကြည်မှုကိုရဖို့အတွက်သူကသူမကိုဈေးဝယ်စင်တာကိုခေါ်သွားခဲ့သည်ပင်လယ်ထဲကနေတခါမှမထွက်ဘူးတဲ့သူမအတွက်အရာအလုံးကစမ်းသစ်နေခဲ့သည်ဆက်လေကားပေါ်တက်ခါနီးမှာသူမကြောက်လို့နောက်ဆုတ်သွားတဲ့အခါသူကသူမကိုပွေ့ချီလိုက်မှသူမရဲ့ခြေထောက်မှာဒဏ်ရာရနေတာကိုသတိထားမိသွားသည်သူကတံမိုးကြီးဖက်နှက်တွေကိုဝယ်ပေးပြီးဂယုတစိုက်ဝတ်ပေးခဲ့သည်သူမဟာလူသားတွေအဝတ်အစားဘလို့ဝတ်ရမလဲမသိလို့အင်ဂျီကိုခေါင်းကနေအတင်းဆွတ်ချလိုက်တဲ့အခါဘေးကလူတွေကဝိုင်းရကြသည်သူကရှက်ရှက်နဲ့ပဲသူမကိုအဝတ်လဲခန်းထဲခေါ်သွားခဲ့ရသည်စားတောက်ဆိုင်မှာလည်းသူမရဲ့စားတောက်ပုံကြောင့်လူတွေကဝိုင်းကြည့်ကြပြန်သည်သူကစိတ်ရှည်လက်ရှည်နဲ့ဇွန်းခတ်ရင်းသုံးပုံကိုတင်ပေးပြီးမိချစ်နဲ့မျက်လှည့်ပြခဲ့သည်ထိုခိုက်တက်မှာတော့သူမဟာလူသားကဘာရဲ့တောက်ပမှုကိုပထမဆုံးအကြိမ်ခံစားလိုက်ရသည်ဒါပေမဲ့သူမမသိလိုက်တာကသူဟာသူမရဲ့လက်ကောက်ကိုတိတ်တဆိတ်လဲလှယ်လိုက်ပြီးဆိုတာပါပဲအဲ့ဒီနောက်သူကသူမကိုလူအုပ်ထဲခေါ်သွားပြီးတိတ်တဆိတ်လူစုခွဲကပျောက်ကွယ်သွားခဲ့သည်သူမကတော့ဈေးဝယ်စင်တာပိတ်တဲ့အထိအပြင်ကိုမောင်းထုတ်ခံရတဲ့အထိသူ့ကိုစောင့်နေခဲ့သည်ညဘက်မိုးတွေတဲထန်စွာရွာသွန်းနေချိန်မှာသူမဟာလမ်းထောင်လေးတစ်ခုမှာတယောက်တည်းကွေးကွေးလေးထိုင်နေရှာသည်တစ်ဖက်မှာလည်းအိမ်ပြန်ရောက်နေတဲ့ထိုမျိုးသားဟာကျမ်းပြင်ပေါ်ကချယ်ရီသီးလေးကိုမြင်ပြီးသူမရဲ့အပြစ်ကင်းစင်မှုကိုပြန်လည်သတိရလာခဲ့သည်နောက်ဆုံးမှာတော့သူ့ရဲ့အတ္တထက်အမှားအမှန်တိတက်တဲ့စိတ်ကအနိုင်ရသွားခဲ့လေသည်